ငါတို့လမ်းထိပ်ကမရင်ရွှေနဲ့ငါအကိုနဲ့ကလည်းမရှင်းနေစိတ်လျှော့ပါတကယ်ချင်းอ่ะမင်းတို့ကညီကိုချင်းတွေပဲမင်းကိုကွာမင်းကိုကျမ်းမာကြီးထိခိုက်မှဆိုလို့မတောက်ခိုင်းတာပါကွာ ဒီမှာရငါလည်းအမြဲတမ်းတောက်နေတဲ့ကောင်မှမဟုတ်တာကွာအပေါင်းအသင်းနေနဲ့တစ်ခါတလေတောက်တာလေကွာဟေ့ရှင်းပြောရရင်လေငါကလည်းကောင်းနေတဲ့လူမဟုတ်ဘူးကွာ ဟာယောမင်းကဘာဖြစ်လို့တော့ ဘာဖြစ်ရမှာလဲမင်းနဲ့ကလည်းငယ်ပေါင်းနေမို့လို့မင်းကငါပြောပြမယ်ငါတို့လမ်းထိပ်ကမရင်ရွှေနဲ့ငါအကိုနဲ့ကလည်းမရှင်းနေ ဟာမင်းပြောတဲ့သူကယောက်ျား6ယောက်နဲ့ကွဲထားတယ်ဘွားတော်ကြီးမလား ဟုတ်တယ်လေကွာယောက်ျားချောင်းနဲ့ကွဲနေတဲ့ဘွားတော်ကြီး ဟာမထင်တော့ဘူးကွာ အေးလို့ရ तू ကတော့ရှုပ်တာငါသူ့လိုရှုပ်တာမဟုတ်ဘူးလူငယ်တဘာဝတစ်ခါတလေတောက်တာကွာအဲ့တော့ငါဆရာကြီးလာလုံးတော့ငါတင်းတာဗောကွာ စိတ်လျှော့ပါတကယ်ချင်းစိတ်ပြလည်းပဲငါလက်ဖက်ဆိုင်ကြီးတောထိုင်အောင်ဟောလား ငါကလည်းကောင်းနေတဲ့လူမဟုတ်ဘူးကွာငါတို့လမ်းတွေကမရင်ရွှေနေတယ်မရှင်းနေဟုတ်တယ်လေကွာယောက်ျား6နဲ့ကွဲနေတယ်ဘွားတော်ကြီးလေ ဟာသွားပြီဒီကောင်လုံးအကုန်သိကုန်မင်းနဲ့တွေ့ပြီမင်းနဲ့တွေ့ပြီရအနာတော့ကွာငါမျက်နှာဘယ်လိုပြောလို့အဲ့တော့နာနေရလဲဟာ ငါဖိုးလိုက်တာကွာ ကိုကျွန်တော်ဘာလို့ထိုးရလဲဗျ ဘာလို့ထိုးရမှာလဲကွာမင်းကလေငါနဲ့မယူရှိကိစ္စကိုဘာလို့သူများလို့ရှောက်ပြောတာ အဲ့ကိစ္စကိုအကွာဘယ်လိုသိတာလဲ မင်းကလေတနေကုန်တနေကန်ပြောသမျှစကားတွေညကြရင်ရှောင်ပြီးတော့ပြန်ပြောတဲ့အကျင့်တစ်ခုမင်းမှရှိတယ်ကွာ အဲ့ကိစ္စအကွာကျွန်တော်ဘာမှမပြောရဘူးနော် ဘာမှမပြောတော့ဘူးဆိုတာမင်းဘာတွေမဟုတ်တာလုပ်လဲဆိုတာငါသိချင်လို့မင်းကိုတမင်တက်မပြောပဲထားရတာ သူများရဲ့အားနည်းချက်ကိုချုပ်ခိုက်ရတယ်ဗျာ ဟ